ရတဲ့သမီးအင်းကညစာစားချိန်ရောက်တဲ့ချိန်ရှေ့ရ900ခိုင်နှုန်းကိုတောင်းပါတော့တယ်။သူ့အဖေကမပေးချင်ပေးမယ်မိမကဖြောင်းဖြလိုက်တော့ရှေ့ရပေးချောင်းရက်မှတ်ထိုးပေးလိုက်ပါတယ်။ညစာတိမစားတဲ့သမီးအင်းကိုမြေပဲဆန်ပြုတ်ယူလာပေးပါတယ်။သမီးအင်းကသူ့ကိုအဲ့လောက်ကြီးဂယုမဆိုင်လဲရပါတယ်လို့ပြောလိုက်တော့အမေခင်ဗျာဝမ်းနေလာပြီးသမီးကိုလည်းတနာစာပြုလာပါတယ်။နောက်နေ့မနက်မှာတားမိနဲ့ရောက်တဲ့ shopping ထွက်မယ်လို့ပြောလိုက်ပါတယ်။တိုက်ခိုက်နေကြကောင်မလေးအဖိုးမိန်းကလေးဆန်ဆန်ဝေးရတာအနေရခက်ပြီးရေစရာလေးကောင်းနေပါတယ်။အပြန်မှာလူမိုက်တွေလေးဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ဟိုရောက်တော့မွေးစားသမီးကိုလည်းကျိုးနဲ့ချီထားပါတယ်။အကိုကြီးနဲ့အမေရောက်လာတဲ့အခါလူဆိုးတွေကတယောက်ပဲရွေးလို့ရမယ်ပြောတယ်။အမေကပတ်စံဘလောက်ပေးရနှစ်ယောက်လုံးရွေးချင်ပြီးမြတယောက်တည်းပဲရွေးခွင့်ရှိတယ်ဆိုတော့ငိုယိုကမွေးစားသမီးကိုပဲရွေးလိုက်ပါတယ်။အဲ့လိုရွေးမယ်ဆိုတာလေသမီးအရင်ကတီးပြီးသားပါ။အဲ့နောက်မှာတော့သမီးအရင်ကကျိုးဖြီပြီးလူဆိုးတွေကိုဟော့တယောက်နဲ့တိုက်ခိုက်ပြီးအမောက်တီးပါတော့တယ်။နောက်ကစိတ်ခိုင်းတာသူကိုရေးမိနေတဲ့သမီးအရင်ကဘသူခိုင်းတာလေးလိုမေးတဲ့အခါအကိုကြီးကိုလက်ညှိုးထိုးပြပါတော့တယ်။ဝေးစားညီမကိုပြန်ဖမ်းချုပ်ထားလိုက်ပြီးအကိုကြီးကနေဒေါ်လာ1ဘီလီယံတောင်းတော့သူထုတ်ပေးနိုင်တာတန်300ကမိုင်းကုန်ပဲဆိုပြီး black card ပေးလိုက်ပါတယ်။ပထမအစီအစဉ်မအောင်မြင်တော့နောက်ထပ်အစီအစဉ်ထပ်ဆွဲပြန်ပါတယ်။မြေအောင်လက်ဖိတ်ပွဲမှာ2လအတွင်းရှုံးပွဲမရှိပဲ19ယောက်ကိုကျိုးပယ်သွားအောင်ထိုးခဲ့တဲ့အဲ့ဒီချန်ပီယံကိုအနိုင်တိုက်နိုင်ရင်9တန်းရမယ်ဆိုတဲ့အချက်နဲ့မျှပါတယ်။ဘလောက်မှတော့မကြပဲနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာပေါ်မှာအဆိုးသွမ်းဆုံးလူမိုက်နဲ့ထိုးခိုင်းပါတော့တယ်။သူမသိတာကကောင်မလေးရဲ့ဆရာကသူတို့လိုလူမိုက်ပိုင်းတွေကိုအနာယူပစ်ခဲ့တဲ့စက်နက်ဖျားပါရှိုးနေရတွေ့တော့အကိုကြီးကဒူးလေးနဲ့ဆက်ပစ်ပါတော့တယ်တေချာလေးရှောင်သိမ်းပြီးသူရှိတဲ့စီကိုတွားပြီးတိုက်ခိုက်ပါတယ်တင်းတောက်တွေရောက်လာတဲ့အခါသူ့အကိုကိုဖမ်းခိုက်လိုက်ပါတယ်အခက်ချင်းဝင်ယူပြီးအသေးချေထိုးတတ်တဲ့မြေအောက်လက်ခွေရှိပါတယ်ဆိုပြီးလက်ခွေတမထိုးရင်ဖုံးနဲ့တင်းပေးထားခဲ့တာပါအဲ့ဒီလိုနဲ့နိုင်ငံသားကောင်းစုပါရသွားပါတော့ကျောင်းမှာအနိုင်ကျင့်ခဲ့တဲ့သင်းစားလေးနဲ့မိသားစုချင်းစီးပွားဖက်အနေနဲ့စိတ်ဆက်ပွဲလုပ်တဲ့အချိန်မှာမွေးစားသမီးကလာဖြတ်ခဲ့ပါတယ်တကယ်ကမွေးစားသမီးဆိုတာအဖိုးကြီးနဲ့အိမ်ဖော်မတို့ရဲ့သမီးပါအဲ့ဒါကိုသမီးအရင်ကရေးမိခဲ့ပါတယ်အမေကတော့အခုမှသိပြီးမိလဲသွားပါတော့တယ်သမီးအရင်ကတညာလုံးအမေဘေးမှာစောင့်နေပေးခဲ့ပါတယ်နိုးလာတဲ့အခါမှာကျေးရွာမှာကြီးပြင်းစေခဲ့ရတဲ့အမေကသူ့သမီးအတွက်ဝမ်းနေနေမိပါတယ်သူ့သမီးကတော့ကျေးရွာကလူတွေကသဘောကောင်းပြီးဂရုစိုက်ကြလို့နေရတာကောင်းကြောင်းပြောပါတယ်နောက်နေ့မှာအမေအရင်ကသမီးကိုသူ့ပိုင်ဆိုင်သမျှပိုင်ဆိုင်မှုတွေအင်္ဂရန်တွေဘဏ်ကတ်တွေကိုပေးလိုက်ပါတယ်မွေးစားသမီးကသဘောမတူဘူးဆိုပြီးဖြက်လို့ဖြက်စီလာလုပ်ပါတယ်သူ့မင်္ဂလာဆောင်ရင်ခန်းဝင်းပစ္စည်းအနေနဲ့ပေးမယ်လို့ပြောထားတာကိုမေ့သွားပြီလားလို့မေးခွန်းထုတ်လာပါတယ်သမီးအရင်ကိုလုံရော့ကြုံရောပိုင်ဆိုင်မှုရဲ့3ပုံ1ပုံတော့ပေးမယ်လို့ပြောတော့သမီးအရင်ကဒီလောက်မျက်နှာပြောင်းတိုက်ပြီးသူများပစ္စည်းယူချင်တာပထမဆုံးတွေ့ဘူးတာပဲလို့ပြန်ပြောပါတယ်ပိုင်ဆိုင်မှုတွေကိုကြံမရတဲ့အဆုံးမှာတော့သမီးအရင်ကိုစိတ်ကျမ်းမာရေးမကောင်းတဲ့ပုံမှန်ချက်ပြီးဆေးရုံပို့ဖို့လုပ်ပါတော့တယ်သမီးအရင်ကသူတို့ရွာမှာတစ်နှစ်တစ်ခါစိတ်ကျမ်းမာရေးစစ်ဆေးချက်လုပ်ထားတာမှာဘာမှပြဿနာမရှိကြောင်းစာရွက်စာတမ်းနဲ့ထုတ်ပြပါတယ်ဆရာဝန်တွေကလည်းဆေးရုံစီးရုံသက်စိတ်ပါတာမို့လို့အစစ်အမှန်ဖြစ်ပြီးစိတ်အခြေအနေကကောင်းမွန်တဲ့သူဖြစ်တယ်ပြောပါတယ်တဲမခံနိုင်တဲ့နောက်ဆုံးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းပါတယ်။ကြေးရွာကလူတွေကိုတတိယရတဲ့အတွက်ရောအမေစိတ်ကြည်လင်သွားအောင်ရောသူနေထိုင်တဲ့ရွာလေးကိုခေါ်လာခဲ့ပါတယ်။အမေကတော့ကြောက်နေပါတယ်။ဘာလို့လဲဆိုတော့ဒီမှာမလာခင်ဒီရွာကိုလူဆိုးကြီးများရွာလို့သူများတွေပြောတာကြောက်ဘူးလို့ပါ။ရွာထဲရောက်တဲ့အခါချက်ထောက်ထော့နဲ့ထိတဲ့ဦးလေးကြီးကမိုင်းရှင်းရင်တဲ့ချက်ထောက်ခိုင်းမိတာဒီရွာကလူတွေကသူ့လိုမျိုးလူတွေပဲဖြစ်တယ်လို့ပြောလိုက်တော့ခါညွတ်အလေးပြူပြီးလေးစားကြောင်းပြလိုက်ပါတယ်။ညဘက်ရောက်တော့တခုခုကိုတတိထားမိပါတယ်။ကောင်မလေးတယောက်အခန်းထဲဝင်လာပြီးစတင်တိုက်ခိုက်လိုက်ပါတယ်။အားရအောင်တိုက်ပြီးမှသူ့အမေစိတ်ပူတာတွေ့တော့ရွာကအမလက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲသမီးအရင်ပါဇက်ကလေးအမေလိုမိတ်ဆက်ပြလိုက်တာကြပြီးဝမ်းတာလုံးဆိုသွားပါတယ်။ပထမဆုံးချိန်အမေလိုခေါ်တာမို့ပါနောက်နေ့မနေ့စားပွဲတော့ပွဲလုံးနေတော့ဝေးစားသမီးတို့တာအဖရောက်လာပါတယ်ဒီရွာကလူဆိုးကြီးများရွာထိတာမို့လို့ဒီရွာကလူတွေအကုန်ရဲလက်အပ်မေဆိုပြီးတတိမီဒီယာတွေကိုဖုံးဆက်ဖို့လုပ်နေတော့သမီးအရင်ကဖုံးကိုဆွဲလူလိုက်ပြီးသူ့ကိုယ်လိုက်ဆက်ပြီးပြောလိုက်ပါတယ်သတင်းထောက်တွေရောက်လာတဲ့အခါသူတို့ကလူဆိုးလူမိုက်တွေဖြစ်တယ်သူတို့ကိုအမြန်ဖမ်းလို့ပြောလိုက်ပြီးမြဲသတင်းထောက်တွေကသူတို့ဟာလူဆိုးခွိုင်တွေကိုဖမ်းပြီးနှိမ့်နှင်းခဲ့တဲ့စစ်တပ်ဘွားရဲ့ငွေကြေးလိမ်လည်တဲ့သူတွေကိုဖမ်းဆီးပေးခဲ့တဲ့စီဝါရေးတပ်ဘွားရဲ့ဖြစ်နေမှန်းသိပါတော့တယ်ညီမအရင်ကလည်းသူ့အကြောင်းများပြောအောင်ကလားလို့ညှော်လင်းချက်လေးနဲ့သူ့ရုပ်ကြည့်ပြီးကိုယ်တွေမှာဥတက်သတင်းထောက်တွေကဒီရွာကအရင်ကမိုင်းကွင်းကြီးဒီရွာကလူတွေအသက်ဆုံးပြီးမိုင်းရှင်းပေးလို့နေဆက်လူကုန်သမားတွေနေဆက်ဖြတ်ကျော်ပြီးရောက်လာတဲ့လူဆိုးတွေကိုဖမ်းဆီးပေးလို့နေဆက်ရင်းချမ်းနေရတာမို့လို့လူဆိုးကြီးများရွာအစားတရေကောင်းများရွာလို့ခေါ်တင်တယ်လို့အားပေးကြပါတယ်ရွာကအမလက်ကငွေစားသမီးလို့တာအဖငွေကြေးအလွဲသုံးစားလုပ်တာကုမ္ပဏီနောက်ွယ်မှာဒုစရိုက်တွေလုပ်နေတဲ့တပ်တွေကိုမီဒီယာတွေစီချပြလိုက်ပြီးဆွဲခေါ်တော့ပါတော့တယ်သတင်းသမားတွေကိုလည်းရောက်လက်စနဲ့စားပွဲတောက်ပွဲကိုပါဝင်ဖို့ပြောရင်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဇက်သိမ်းတော့ပါတော့တယ်